PR တွေအရန်များလာပြီးအရာအလုံးကထိမ့်မနိုင်ထိမ့်မရထလာပြီးလို့ခံစားရတဲ့အခါမျိုးမှာစိတ်ငြိမ်အောင်ဘလို့များလှုပ်လေရှိကြပါသလဲဒီနေ့ဒီရှင်းလင်းတင်ပြချက်မှာတော့333စီမီယံလို့ခေါ်တဲ့အရန်ကိုယူရှင်းပြီးအစွမ်းထက်တဲ့နီလန်းလေးတစ်ခုအကြောင်းကိုပြောပြပေးခြင်းပါတယ်ဒါကလေ PR များနေတဲ့အခြေအနေမှာစိတ်ကိုချက်ချင်းတည်ငြိမ်တော့အောင်ကူညီပေးနိုင်ပါတယ်ဒီလိုခံစားချက်မျိုးကိုအားလုံးလည်းယဉ်ကျေးကြမယ်ထင်ပါတယ်အတွေးတွေကခေါင်းထဲမှာတဝေးဝေးဝေးလေးနေပြီးရင်ဘက်ကြီးကတင်းကျပ်လာကအရေးကြီးတဲ့ຢာကိုတောင်အာယုံစိုက်ဖို့ခက်ခဲလာတဲ့အခြေအနေမျိုးပေါ့တကယ်လို့စိုးရင်စိတ်ကခန္ဓာကိုယ်နဲ့စိတ်ကိုတိမ်ပိုက်လိုက်တဲ့အခါအသက်ကိုပုံမှန်ယူဖို့တောင်မြဲသွားတယ်ကြပါတယ်အထူးသဖြင့် trader တယောက်ရဲ့စိတ်ထဲမှာဆိုရင်စိုးရင်စိတ်ဝင်လာပြီးဆိုတာနဲ့ဒီလိုအသွေးတွေကလွှမ်းမိုးလာတတ်ပါတယ်ဘယ်လိုလုပ်မလဲအဲ့ဒီ what if ဆိုတဲ့ဘေးဝန်းတွေကလေကိုယ့်ရဲ့ကြောက်စိတ်ကိုပဲကိုပြန်အာယုံစိုက်နေမိစေပြီးအခြေအနေကိုဖြေရှင်းဖို့ထက်ပိုပြီးတော့ရှုပ်ထွေးသွားစေပါတယ်ကဲဒါဆိုစိုးရင်စိတ်ကလွှမ်းမိုးသွားတဲ့အခါတကယ်တမ်းမှာဘာတွေဖြစ်လာတာလဲဦးနှောက်နဲ့ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကိုအနီးကလေးလာကြည့်လိုက်ရအောင်စိုးရင်စိတ်ဆိုတာကတကယ်တော့ကိုယ့်ရဲ့စိတ်ကကိုပြန်လှည့်စားနေတာပါဦးနှောက်ရဲ့အရေးပေါ်ချက်ပေးစနစ်ကမားယွင်းပြီးအလုံးလုံးနေသလိုပါပဲဆိုလိုတာကလက်ရှိပစ္စုပန်မှာဘေးကင်းနေပေမဲ့အနာဂတ်မှာဖြစ်လာနိုင်တဲ့အဆိုးဆုံးအခြေအနေတွေကိုပဲအာယုံစိုက်နေမိစေတာမျိုးပေါ့အဲ့ဒီလိုစိတ်ရဲ့လှည့်စားတာကိုခံလိုက်ရပြီဆိုတာနဲ့အာယုံစူးစိုက်နိုင်စွမ်းရောကိုယ့်ကိုယ်ယုံကြည်မှုပါချက်ချင်းဆိုလို့ပျောက်ကွယ်သွားပါတယ်အထူးသဖြင့် trader တွေလိုမျိုးကြီးလင်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချရမယ့်သူတွေအတွက်ဆိုရင်ဒါလုံးကိုအန္တရာယ်များတဲ့အခြေအနေတစ်ခုပေါ့ဟုတ်ပြီဒီစိတ်ရဲ့လက်စားမော်ကဒီယုံထွက်ဖို့နီလန်းကောင်းတစ်ခုရှိပါရဲ့အဲ့ဒါကတော့333စီမီယံပဲချစ်ပါရဲ့ဒီနီလန်းရဲ့အဓိကရည်ရွယ်ချက်ကတော်တော်လေးကိုရိုးရှင်းပါတယ်ခေါင်းထဲမှာလဲနေတဲ့အကျွဲမုံတိုင်းတွေကနေစိတ်ကိုဆွဲထုတ်ပြီးတော့လက်ရှိပစ္စုပန်အခုဒီနေရာဒီအချိန်ကိုပြန်ခေါ်လာပေးဖို့ပါပဲကဲဒီနီလန်းကိုဘလို့လက်တွေ့အသုံးချရမလဲဆိုတာကိုအဆင့်30နဲ့လီလာကြည့်ကြရအောင်တကယ်ကိုမရလွယ်ပြီးချက်ချင်းသုံးချနိုင်ပါလေဒီအဆင့်30ကတော့ကြည်ပါနားထောင်ပါပြီးတော့လှုပ်ရှားပါအရန်လွယ်ပါတယ်ပထမဆုံးကိုပတ်ဝန်းကျင်မှာမြင်နေရတဲ့အရာ3ခုကိုနာမည်တပ်ပြီးပြောပါပြီးရင်ကြားနေရတဲ့အတန်3ခုကိုသတိထားပြီးနားထောင်ပါနောက်ဆုံးအနေနဲ့ခန္ဓာကိုယ်ရဲ့အစစ်ပိုင်း3ခုကိုရိုးရိုးရှင်းရှင်းလေးလှုပ်ရှားလိုက်ပါပထမအဆင့်ကိုအတူတူစမ်းကြည့်ရအောင်လားကိုပတ်ဝန်းကျင်ကိုကြည့်လိုက်ပါမြင်နေရတဲ့အရာတစ်ခုခုဥပမာ computer screen တို့ bobbin တစ်ချောင်းတို့ဒါမှမဟုတ် coffee ခွက်တစ်ခွက်တို့ပေါ့အဲ့ဒီအရာတွေကိုနာမည်တက်ပြီးခေါ်လိုက်တဲ့အတစ်ပြိုင်နဲ့ကိုယ့်ရဲ့အာယုံကအတွေးတွေစီကနေအပြင်လောကစီကိုချက်ချင်းရောက်သွားတာကိုသတိထားမိပါလိမ့်မယ်ဒုတိယအဆင့်ကတော့နားထောင်ခြင်းပါခဏလောက်ငြိမ်ပြီးနားဆွန့်ကြည့်လိုက်ကွန်ပျူတာပန်ကားကထွက်နေတဲ့တိုးညင်းတဲ့အတန်းကိုယ့်ရဲ့ဝန်တက်ထွက်တဲ့အတန်းဒါမှမဟုတ်အဝေးကကားအတန်းစားတဲ့အတန်းတွေကိုတတိထားမိလာပါလိမ့်မယ်ဒါကစိုးရင်ပူပန်မှုတွေအကြောင်းတွေးနေတာကိုရက်တန့်ပြီးနားထောင်ခြင်းဆိုတဲ့လက်ရှိအလုပ်လေးကိုလုပ်စေတာပါနောက်ဆုံးအဆင့်ကတော့လှူရှားမှုပါပဲပခုံးကိုအသာအရာလေးလျက်တာမျိုးခြေချောင်းလေးတွေကိုလှုပ်တာဒါမှမဟုတ်လက်ချောင်းလေးတွေကိုဆန်းထုတ်လိုက်တာမျိုးလုပ်ကြည့်လိုက်ပါဒီလိုရိုးရှင်းတဲ့လှူရှားမှုကခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့တင်အားတွေကိုရော့ချစေပြီးစိတ်နဲ့ခန္ဓာကိုလက်ရှိအချိန်မှာပြန်လာချိတ်ဆက်ပေးလိုက်ပါတယ်ဒါကအရင်ရိုးရှင်းတယ်လို့ထင်ရတယ်မလားဟုတ်ပါတယ်ဒါပဲနဲ့ဘာကြောင့်ဒီလောက်ထိရောက်ပြီးအစွမ်းထက်နေရတာလေအဲ့ဒီနောက်ွယ်ကအကြောင်းရင်းကိုကြည့်လိုက်ကြရအောင်အဓိကတော့ချက်ကတော့ဒါပါပဲဒီနီလန်းကစိတ်ကိုပစ္စုပန်တဲ့စီကိုဆွဲခေါ်လာလို့ပါစိုးရင်စိတ်ဆိုတာကအတိတ်ကအမားတွေနဲ့အနာဂတ်ကစိုးရင်မှုတွေကြားမှာရှင်းသန်းတာလေဒီနီလန်းကအဲ့ဒီနှစ်ခုလုံးကိုဖယ်ရှားပြီးဒီအချိန်ဒီနေရာမှာပဲရှိနေစေပါပဲဒီနီလန်းရဲ့အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်ပထမဆုံးအနေနဲ့ဒါကစိုးရင်ဖူးပါမှုအတွေ့အကြုံရဲ့တန်တရားကိုချက်ချင်းဖြတ်တောက်ပေးတယ်ဒီလိုအတွေ့အကြုံရက်တော့တဲ့အခါခန္ဓာကိုယ်ကပြေးလျော့လာတယ်အဲ့ဒီအခါမှာဦးနှောက်စီကိုငါတို့ဘေးကင်းလုံခြုံတယ်ဆိုတဲ့သတင်းစကားတစ်ခုပြန်ပို့ပေးလိုက်သလိုပါပဲဒီနီလန်းကိုပုံမှန်သားလေ့ကျင့်သွားမယ်ဆိုရင်လေဒါစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုလေ့ကျင့်ခန်းတစ်ခုလိုဖြစ်လာပါတယ်ဆိုလိုတာကဖိအားတွေနဲ့ကြုံလာတဲ့ခါမှာဒီငယ်မှုနဲ့အာယုံစူးစိုက်မှုရှိနဲ့တုံ့ပြန်နိုင်အောင်စိတ်ကိုလေ့ကျင့်ပေးသွားမှာပါဒါကြောင့်အဆုံးသတ်အနေနဲ့မှတ်ထားရမယ့်ချက်ကတော့စိုးရင်စိတ်ကိုရှောင်ရှားဖို့ကြိုးစားလာတဲ့အဲ့လာကိုသတိတရားနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာကပိုအရေးကြီးပါတယ်နောက်တစ်ခါအတွေးတွေထိမ့်မနိုင်ထိမ့်မရထလာတဲ့ခါခဏရက်ပြီးကြည့်ပါနားထောင်ပါလှုပ်ရှားပါ333စီမင်းကိုသတိရလိုက်ပါပစ္စုပန်မှာရှိနေတဲ့စက္ကန့်အနေငယ်ကအရာအလုံးကိုပြောင်းလဲပေးနိုင်တာကိုတွေ့ရပါလိမ့်မယ်